Star Wars ရုပ်ရှင်တွေကရိုတာနဲ့တူတယ်လို့တင်စားခဲ့ကြတဲ့လက်ဖွားတစ်ပြက်စားပဲရှိတဲ့တတ္တဝါသေးသေးလေးတစ်ခုအကြောင်းကိုသင်တို့သိပါသလား။သူကတော့အရှိတောင်အာရှရဲ့ကျွန်းစုတွေမှာပဲတွေ့ရလိမ့်ရှိတဲ့ထာစီယာလို့ခေါ်တဲ့တတ္တဝါလေးတွေပဲဖြစ်ပါတယ်။ထာစီယာလို့ခေါ်တဲ့မြောက်မျက်လုံးပြူလေးတွေဟာကမ္ဘာပေါ်မှာအထူးဆန်းဆုံးနဲ့ချစ်စရာကောင်းဆုံးတတ္တဝါလေးတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။သူတို့လေးတွေဟာကြီးလိုက်ရင်တော့အပြစ်ကင်းစင်တဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ချစ်စရာကောင်းလွန်းလာပေမယ့်သူတို့ရဲ့သဘာဝတွေကတော့အံ့ဩစရာတွေနဲ့ပြည့်နှက်နေပါတယ်။ထာစီယာတွေရဲ့အသီးသာဆုံးထူးခြားချက်ကတော့သူတို့ရဲ့အေယာမမျက်လုံးကြီးတွေဖြစ်ပါတယ်။သိပ္ပံနည်းကျပြောရရင်တော့သူတို့ရဲ့မျက်လုံးတစ်လုံးဟာသူတို့ရဲ့အုံနောက်ထပ်တောင်မှပိုကြီးပါသေးတယ်။ဒီမျက်လုံးကြီးတွေကြောင့်သူတို့ကညဘက်အမောင်ထဲမှာတော့အလွန်ကြီးလေးပြတ်သားစွာမြင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ထူးခြားတာကတော့သူတို့ရဲ့မျက်လုံးအိမ်တွေဟာလူတွေလိုဘေးပင်ညာကိုလှည့်ကြည့်လို့မရပါဘူး။အဲ့ဒီအစားသူတို့ကသူတို့ရဲ့ခေါင်းကို180ဒီဂရီအထိလှည့်ကြည့်ခြင်းအပြင်ပတ်ဝန်းကျင်ကိုအကဲခတ်ကြလေ့ရှိပါတယ်။ထာစီယာလေးတွေကိုအများစုကမြောင်မျိုးနွယ်ဝင်လို့ထင်ကြတဲ့အတွက်တစ်သီးတွေကိုပဲစားတယ်လို့ထင်တတ်ကြပေမဲ့တကယ်တမ်းမှာတော့ထာစီယာတွေဟာ100%အသားစားတတ္တဝါတွေဖြစ်ကြပါတယ်။သူတို့ဟာတစ်သီးဝလံတွေကိုလုံးဝမစားပဲပိုးမွားတွေဖားတွေကင်မီကောက်တွေနဲ့ငှက်ငယ်လေးတွေကိုတော့ဖမ်းယူစားတောက်လေးရှိကြပါတယ်။သူတို့ရဲ့အနောက်ခြေထောက်လေးတွေကအလွန်တန်မာတဲ့အတွက်တစ်ပင်တစ်ပင်ကနေတစ်ပင်ကိုသူတို့ကိုယ်တဲ့အရှိထက်အဆ40မကတဲ့အကွာအဝေးထိခုန်ကူးနိုင်စွမ်းရှိပါတယ်။ထာစီယာလေးတွေနဲ့ပတ်သက်ပြီးစိတ်မကောင်းစရာအချက်တစ်ခုကတော့သူတို့ဟာအလွန်အမင်းစိတ်ဖိစီးမှုခံစားရလွယ်သူတွေပဲဖြစ်ပါတယ်။သူတို့ကိုဖမ်းဆီးချုပ်နှောင်ထားရင်ဖြစ်စေစူညံတန်တွေဒါမှမဟုတ်ကင်မရာမီးချောင်းတွေနဲ့အနောက်ရှက်ပေးရင်ဖြစ်စေသူတို့ဟာအလွန်အမင်းထိတ်လန့်သွားတတ်ကြပါတယ်။အဲ့ဒီလိုထိတ်လန့်တဲ့အခါသူတို့ဟာသူတို့ရဲ့ခေါင်းကိုတစ်ပင်ဒါမှမဟုတ်လောင်အိမ်တန်တိုင်တွေနဲ့ရိုက်ပြီးမိမိကိုယ်ကိုအဆုံးစီရင်ဖို့အတွက်စူးစမ်းတတ်ကြပါတယ်။ဒါကြောင့်မလို့သူတို့ကိုတဘာဝအတိုင်းပဲလွတ်ပေးထားဖို့အလွန်အရေးကြီးပါတယ်။ထာစီယာတွေဟာလူတွေမကြားနိုင်တဲ့အန်ထရာဆောင်းအတန်လိုင်းတွေနဲ့ဆက်သွယ်နိုင်ကြပါတယ်။ဒါဟာတာရဲတရိတ်ဆန်တွေသူတို့ကိုမသိအောင်နှုတ်ဝက်စကားပြောတဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်။သူတို့ရဲ့နရွက်ကြီးတွေကလည်းအဆက်မပြတ်လှုပ်ရှားနေပြီးအဝေးကသားကောင်ရဲ့အတန်ကိုအတိအကျနားထောင်နိုင်စွမ်းရှိပါတယ်။အခုလက်ရှိမှာတော့ထာစီယာလေးတွေဟာနေထိုင်ရာတောတောင်များပြုံးတိမှုကြောင့်မျိုးသုံးမဲ့အန်တီရယ်နဲ့ရင်ဆိုင်နေရပါတယ်။ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံတွေမှာတော့သူတို့ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်နယ်မြေတွေတီးခြားသတ်မှတ်ပေးထားကြပါတယ်။ဒီတတ္တဝါဆန်းလေးတွေကမ္ဘာပေါ်မှာဆက်လက်ရှင်သန်နိုင်ဖို့ဆိုရင်တော့သူတို့ရဲ့သဘာဝပတ်ဝန်းကျင်ကိုမဖျက်ဆီးဖို့နဲ့သူတို့ကိုအနှောက်အယှက်မပေးဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။